န်ဆိုလာနေထွက်လာပါတော့ပန်ဆိုလာနေပြီးတော့ကျွန်တော်တို့ဒါကုန်းတယ်လမ်းပေါ့ကုန်းတယ်လမ်းအနေမှာကျွန်တော်ကန္နာလမ်းအနေမှာကျွန်တော်ဖုန်ကြီးလမ်းအတိုင်းကျွန်တော်ချိုးလာပြီးတော့ပြည်လမ်းမှာတက်လာတာဖြစ်ပါတယ်လက်ရှိရောက်နေရတော့ကျွန်တော်လေလမ်းကုန်းတာပေါ့နော်လေလမ်းကုန်းတာအစင်မှာဖြစ်ပါတယ်အစင်ပါနော်ကားကြလာတဲ့နေ့တွေဒါကျွန်တော်ဒီနေရာတော့စုံမစခွဲတဲ့ရက်လေးတွေဖြစ်တယ်ပေါ့နော်အဲဒီရက်လေးမှာတော်တော်များများတော့လမ်းပေါ်မှာမာကားတွေပဲရှိပါတယ်နော်စုံကားတွေဆိုတော့ကျွန်တော် EV တို့ဘာလို့အဲ့ဒါမျိုးလေးတွေပဲတွေ့ရပါတယ်ကဲကျွန်တော်ဒီရတော့ကတော့တာဂက်တာတို့ဘက်မှာဆိုရင်တော့နည်းနည်းလေးစစ်စစ်လေးတွေရှိနေပါတော့အဲကြောင့်မို့အကြောင်းရင်းကိစ္စကြီးမားမားမရှိပဲနဲ့တော့စုံကားတွေမထွက်ကြပါနဲ့ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်သူတွေကမှတင်နေဖြစ်ပါတယ်ခင်ဗျာ